လုံးမဲ့မင်္ဂလာပါနော်ဒီတစ်ခါမှာတော့လာမယ့်10ရက်အတွင်းမှာကြုံတွေ့ရမယ့်ကံကောင်းခြင်းတွေကဘာဖြစ်မလဲဆိုတဲ့တိုက်တယ်လေးနဲ့ပိုင်း1ပိုင်း2လေးကိုကြည့်ပေးပါမယ်နော်ကဲစိတ်ကလေးကိုတည်ငြိမ်အောင်ထားပြီးတော့မှပိုင်း1ပိုင်း2လေးကိုတေချာလေးရွေးထားပေးပါအောင်နော်တဦးတယောက်တည်းကိုရည်ရွယ်ပြီးပြောပေးထားတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကိုင်းယူပါကိုနဲ့ energy မကိုင်းဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်ကဲပိုင်း1လေးကိုဖတ်ပြပေးမယ်နော်ပိုင်း1လေးကိုရွေးထားတဲ့သူတွေကလေလာမယ့်10ရက်အတွင်းမှာကြုံတွေ့ရမယ့်ကံကောင်းခြင်းတွေကတော့ကိုယ့်ရဲ့စူးစမ်းမှုကြောင့်ရရှိလာမယ့်အောင်မြင်မှုငွေကြေးအကျိုးအမြတ်နဲ့ပေါ့နော်ကိုပိုင်းခြေထောက်ပေါ်ရက်တီပြီးတော့မှခိုင်ခိုင်မာမာရက်တီနိုင်မဲ့ပုံစံမျိုးလေးတွေရှိလာမယ်ဆိုတာကိုကက်ကလေးရပြနေပါတယ်ဒီကာလအတွင်းမှာငွေကြေးကံအတော်လေးကိုတက်နေလိမ့်မယ်နော်ပိတ်မိနေတဲ့ငွေတွေပြန်ရတာဒါမှမဟုတ်ကိုလုံနေတဲ့ပေါ့နော်အလုပ်စီးပွားရေးကနေပြီးတော့မှမျောလင့်ထားတာထက်ပိုကောင်းလာတဲ့အကျိုးအမြတ်ကလေးတွေရရှိလာတတ်ပါတယ်နော်ကဲသူတစ်ပါးကိုအားကိုးစရာမလိုဘဲနဲ့ကိုအရေးချင်းနဲ့တင်မဲ့စိတ်ချမ်းသာကိုချမ်းသာဖြစ်ရမယ့်အချိန်လေးတွေရောက်လာပါလိမ့်မယ်ရှင်လမ်းညွန်ချက်ပေးချင်တာကတော့လေလမ်းညွန်ပြီးတော့မှအကြံပေးချင်တာကတော့ရရှိလာမယ့်အခွင့်အရေးနဲ့ငွေရေးကြေးတွေကိုစနစ်တကျစီမံခန့်ခွဲပါမိမိကိုယ်ကိုပေါ့နော်ယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်တိုးဖို့အကောင်းဆုံးအချိန်ပဲမို့လို့ကိုယ့်ရဲ့ပညာရဲ့တို့မဟုတ်လုပ်ငန်းခွင်ကိုပုံမမြင့်တင်လိုက်ပါလို့အကြံပေးချင်ပါတယ်ရှင်ကဲပိုင်းတူလေးကိုရွေးထားတဲ့သူတွေကိုဖတ်ပြပေးမယ်နော်ပိုင်းတူလေးကိုရွေးထားတဲ့သူတွေကတော့လေလာမယ့်10ရက်အတွင်းမှာကြုံတွေ့ရမယ့်ကံကောင်းခြင်းတွေကတော့ပျော်ရွှင်စရာတည်င်းကောင်းတစ်ခုခုကြားရခြင်းပေါ့နော်နောက်တစ်ခုကကြတော့အောင်မြင်မှုတစ်ခုကိုမိတ်ဆွေကောင်းတွေများနဲ့အတူပေါ့နော်ပျော်ပျော်ပါးပါးဆင်နွှဲရခြင်းတွေကြုံလာပါလိမ့်မယ်နော်သင်ဟာလာမယ့်10ရက်အတွင်းမှာဆိုရင်စိတ်အပန်းဖြေမဲ့ပေါ့နော်ပျော်ရွှင်စရာဖြစ်မဲ့ကာလတစ်ခုရောက်ရှိတော့မယ်နော်မျော်လင့်ထားနေတဲ့ကိစ္စတစ်ခုအဆင်ပြေသွားလို့ပဲဖြစ်စေအလောက်ကိုင်းသို့မဟုတ်လူမှုရေးမှာတည်င်းကောင်းတစ်ခုခုကြားရလို့ဖြစ်စေတငယ်ချင်းတွေမိတ်ဆွေတွေမိသားစုတွေနဲ့ပေါ့နော်စုံစည်းပြီးတော့မှအတူတူအောင်မြင်မှုကိုအထိတ်အမှတ်တွေကိုလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေရှိလာပါလိမ့်မယ်နော်ဘဝတွေကိုတဟဆာတာဖြစ်စေတဲ့စွမ်းအင်တွေဝင်လာမဲ့အချိန်မှာပဲလို့ကက်ကလေးကနမိတ်ဖတ်ပေးနေတယ်နော်အကြံပေးချင်တာကတော့လေသင်အပေါ်စေတနာရှိတဲ့ပတ်ဝန်းကျင်ကမိတ်ဆွေကောင်းတွေအဆက်အသွယ်ကောင်းတွေကိုတန်ဖိုးထားပါစိတ်ဖိစီးမှုတွေကိုခဏဘေးဖယ်ပြီးတော့မှရောက်လာမဲ့ပျော်ရွှင်မှုနေ့ရက်တွေကိုစိတ်ချမ်းသာစွာနဲ့ကြိုဆိုလိုက်ပါလို့အကြံပေးချင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့လေဘယ်ပိုင်းကိုပဲရွေးထားပေါ့နော်လာမဲ့10ရက်အတွင်းမှာသင်ရဲ့လက်လာပါတွေစီးပွားရေးတွေဒီအလားဝင်လာပြီးတော့မှပျော်ရွှင်စရာတည်င်းကောင်းတွေဇက်တိုက်ကြရပါစေရှေ့ဆက်မဲ့နေ့ရက်တိုင်းမှာပိတ်မိနေတဲ့အခက်အခဲတွေအားလုံးပွင့်လင်းပြီးတော့မှစိတ်အေးချမ်းသာယာမှုအပြည့်အဝကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ပါစေနော်